153ခုမြောက်ရေတပ်ရှေ့ဆိုင်စကန်တစ်ခုဖြစ်တဲ့ Shell Town မြို့ပင်လယ်ဓမြတွေကဝင်ရောက်တိုက်ခိုက်နေကြပါတယ်။ရေတပ်ကလည်းပြန်လည်ခုခံနေပြီးအဲ့ဒီအချိန်သူတို့ရှိရဲ့နေရာကိုအဖြူရောင်ဝစ်စုံနဲ့မိန်းမတယောက်ဝင်လာပြီး Dosi Floor ကိုသုံးကရေတပ်သားတွေကိုအမောက်သိမ်းလိုက်ပါတယ်။အဲ့ဒီမိန်းမရဲ့နာမည်က Nico Robin ဖြစ်ပြီး Hana Nomi လို့ခေါ်တဲ့နတ်ဆိုးတစ်တီကိုစားထားတဲ့သူလည်းဖြစ်ပါတယ်။နောက်ဆုံးကြံခဲ့တဲ့ရေတပ်သားကိုတော့မတတ်ပဲရေတပ်ရဲ့အလောင်းတွေထားတဲ့နေရာကိုလိုက်ပြခိုင်းပါတယ်။တကယ်တော့သူတို့၃ယောက်က Mr. 7ကိုတတ်သွားတဲ့ Roronoa Zoro ကိုလာရှာကြတာဖြစ်ပြီးနောက်ဆုံးကြံတဲ့ရေတပ်သားကို Zoro အကြောင်းမေးလိုက်ပါတယ်။ရေတပ်သားကလည်း Zoro က Grand Line နဲ့ဝင်ဖို့ထွက်သွားပြီဖြစ်ပြီးသူ့ရဲ့ကပတိန်ကစခန်းကိုဖျက်ဆီးပြီးလာခဲ့သွားတယ်လို့ပြောတာကြောင့် Robin နဲ့ပါလာတဲ့သူကပင်လယ်ဓမြမုတ်ဆိုးကြီးအခုတော့ပင်လယ်ဓမြဖြစ်သွားပြီပေါ့လို့ပြောပါတယ်။ Robin ကလည်းအဲ့ဒီကပတိန်ကဘာတူလဲလို့မေးတဲ့အခါရေတပ်သားဘေးနားခုံကိုညွှန်ပြလိုက်တာကြောင့် Robin လည်း Luffy ရဲ့ Berry တန်း30တန်နဲ့ပေါင်ဒီကိုတွေ့သွားပါတယ်။တစ်ဖက်မှာတော့ Sanji ကဥဆွတ်တယောက်သူ့ရဲ့ငရုတ်ကောင်းတွေကိုသုံးပြီးလက်နက်ပုံတစ်ခုလုံနေရကြောင်းဒေါသထွက်နေပါတယ်။ဥဆွတ်ကတော့ Grand Line နဲ့မဝင်ခင်ကြိုတင်ပြင်ဆင်နေတာလို့ဆိုပါတယ်။အဲဒီနောက်မှာတော့ Sanji နဲ့ဥဆွတ်တို့က Grand Line နဲ့မဝင်ခင်လိုအပ်တဲ့ပစ္စည်းတွေဝယ်ဖို့အတွက်နာမီကိုပြောပြဖို့ထွက်လာကြပါတယ်။ Sanji ကနာမီအတွက်ရေပွဲဟင်းချက်ကျွေးပေမဲ့ဥဆွတ်ကတော့ Sandwich ပဲစားရတာကြောင့်နာမီကိုခြေဝင်နေပါတယ်။အဲ့ဒီအချိန်နာမီက Grand Line နဲ့ဝင်ဖို့အကောင်းဆုံးလမ်းကြောင်းကိုတွေ့ထားကြောင်း Sanji တို့ကိုပြောပြပါတယ်။နာမီက Red Line ကိုဖြတ်ပြီးသွားခြင်းကြောင်းပြောပေမဲ့ဥဆွတ်ကတော့ပိုအနေရကင်းနဲ့ပင်လယ်ကြီးဘက်ကပဲသွားတင်ကြောင်းပြောတာကြောင့်အဲ့ဒီနေရာပင်လယ်လေလုံးဝမတိုက်ပဲတင်းမောကအဲ့ဒီနေရာမှာပဲတောင်တင်နေလိမ့်မယ်လို့နာမီကပြောပြပါတယ်။ Sanji ကတော့ Lockdown ဘက်ကသွားခြင်းကြောင်းပြောတဲ့အခါ Lockdown ဆိုတဲ့နေရာကအရှေ့ဘက်ပင်လယ်ရဲ့အကြီးဆုံးရေတပ်စခန်းရှိတဲ့နေရာဖြစ်ပေမဲ့လိုအပ်တာတွေလည်းဝယ်ရအောင်မှဖြစ်တာကြောင့် Sanji နဲ့နာမီက Lockdown ကိုသွားဖို့သဘောတူလိုက်ကြပါတယ်။ဥဆွတ်ကတော့ကြောက်ပြီးမသွားကျင်တာကြောင့် Zoro ကိုသူ့ဘက်ကနေကူပြောပေးဖို့အဖော်သွားဆွဲပါတယ်။ Zoro ကလည်းမီဟောနဲ့တိုက်ပွဲတုန်းကဓာတ်တွေပျက်စီးသွားတာကြောင့်ဓာတ်ဝယ်ဖို့ Lockdown ကိုသွားဖို့သဘောတူလိုက်တဲ့အခါဥဆွတ်တယောက် Luffy ကိုထပ်ပြီးအကူအညီသွားတောင်းပြန်ပါတယ်။အဲ့ဒီအချိန်နာမီက Lockdown ဟာပင်လယ်ဓမြဘရင်ဂူရော့ကြောင်ကွက်မြက်ခဲ့တဲ့နေရာလို့ပြောလိုက်တာကြောင့် Luffy လည်းနှစ်ခါမစင်းစားတော့ပဲ Lockdown သွားဖို့သဘောတူလိုက်ပါတယ်။အဲ့ဒီနောက်မှာတော့အတိတ်ကာလတစ်ခုဖြစ်တဲ့ပင်လယ်ဓမြဘရင်ဂူရော့ကြောင်တက်ခံရမယ့်နေ့စီပြထားပါတယ်။ဂူရော့ကြောင်တည်တယ်မပေးခင် Luffy ရဲ့အဖိုးဖြစ်သူ Cap ကထောင်ထဲထိလာရောက်တွေ့ဆုံခဲ့ပါတယ်။ဂိုးရော်ဂျာနဲ့ကပ်တို့နှစ်ယောက်ကဘဝတစ်ချောင်းလုံးပြန်လည်တိုက်ခိုက်ခဲ့ကြတာတွေကိုပြောရင်ရေမောနေခဲ့ကြပြီးအဲ့ဒီအချိန်ဂိုးရော်ဂျာကကော့ဖယ်လီအဖြစ်ပြရဲ့သူရဲကောင်းဖြစ်တဲ့ကပ်ကိုယုံကြည်ကြောင်းနဲ့သူ့ရဲ့တာကိုကာဝယ်ပေးဖို့ဂိုးရော်ဂျာအကူအညီတောင်းလိုက်ပါတယ်။ဘာလို့သူ့မှာအကူအညီတောင်းတာလဲလို့ကပ်ကမေးတဲ့အခါဘယ်သားသမီးမှမိဘရဲ့ပြစ်ဒဏ်တွေကိုမခံစားသင့်တဲ့အပြင်ကပ်ကိုလည်းသူယုံကြည်ကြောင်းပြောပြီးပင်လယ်ဓမြခေတ်ကအခုမှစတင်ပါလို့ပြောလိုက်ပါတယ်။လက်ရှိမှာတော့ Luffy တို့ကောက်ယူအထုပ်အဖွဲ့လည်း Lockdown ကိုရောက်ရှိလာကြပြီဖြစ်ပါတယ်။ဂိုးရော်ဂျာအသက်ခံရတာ22နှစ်ပြည့်အထိမ်းအမှတ်အဖြစ်ပွဲတော်တစ်ခုလုပ်နေတာဖြစ်ပြီးလူတွေလည်းတော်တော်လေးစီကားနေပါတယ်။ဂိုးရော်ဂျာရဲ့ကွက်မျက်စင်ကိုကြည့်ကျင်တဲ့လူဖီကိုတော့စန်ဂျီနဲ့ထည့်ပေးလိုက်ပြီးဥဆွတ်နဲ့နာမီတို့ကတော့ shopping ထွက်ကြမှာဖြစ်ပါတယ်။ဇိုရိုကလည်းဓာတ်ဝဲခြင်းပင်မဲ့ပတ်စံမရှိရကြောင်းနာမီကပဲဇိုရိုကိုအတိုးနဲ့ပတ်စံရှိပေးလိုက်ပါတယ်။အဲဒီနောက်မှာတော့ဒီနေရာမှာပဲလူပြန်စုကြမယ်လို့ပြောကအသီးသီးလူစုခွဲလိုက်ကြပါတယ်။အဲ့ဒီအချိန် Lockdown မျိုးရဲ့ကန်းဆက်တဲ့နေရာမှာတော့ပင်လယ်ဓမြတွေထွက်ဖမ်းနေတဲ့ Captain Smoke ကဆိုင်ငယ်တစ်စီးနဲ့အတူပြန်ရောက်လာပါတယ်။နာမီနဲ့ဥဆိုတို့က shopping ထွက်နေစေဖြစ်ပြီးဥဆိုကတော့ကလေးတယောက်စီအမှတ်မလူမျက်မှန်ကိုသွားလူနေပါတယ်။အဲ့ဒီချိန်နာမီနောက်ကိုသပင်စိမ်းရောင်နဲ့ထူးဆန်းတဲ့လူကနောက်ရောက်ခံလိုက်နေပါတယ်။တတိမထားမိတဲ့နာမီကအရှိပင်လယ်ရဲ့တမိုင်းဝင် Atlas မြေပုံစာအုပ်ကိုကြည့်နေပြီးအဲ့ဒီချိန်မှမလူမျက်မှန်နဲ့ဥဆိုကပြန်ရောက်လာပါတယ်။ဥဆိုကနာမီတယောက်ကမ္ဘာမြေပုံကိုမစွဲခင်ကိုပေအားစားခဲ့လေဆိုတာကိုသိနိုင်ဖို့အတွက်ဒီစာအုပ်ကိုဝယ်ထားတင်ကြောင်းအကြံပေးပါတယ်။ဒီစကားကိုကြားလိုက်တဲ့အခါနာမီလည်းဥဆိုကိုငါတို့ဒီကထွက်မသွားခင်အိမ်ကိုတတိရနေစေမယ့်အရာတစ်ခုခုနင်းလဲလုပ်တင်တယ်လို့ပြန်ပြောပါတယ်။ဥဆုကသူ့မှာတတိယနေစေမယ့်အရာမျိုးမရှိဘူးလို့ပြန်ပြောတဲ့အခါလူတယောက်တော့ရှိမှာပါလို့နာမီကပြန်ပြောတာကြောင့်မွေရဲ့မီယာသူ့တငယ်ချင်းမလေးခါရာစီကိုဖုန်းဆက်ဖို့ထွက်သွားပါတယ်။ဓားဆိုင်ကိုလိုက်ရှာနေတဲ့ဇိုရိုတယောက်လမ်းမှာကောင်မလေးတယောက်နဲ့တိုက်မိပြီးအဲ့ဒီကောင်မလေးကဇိုရိုရဲ့ငယ်တငယ်ချင်းခူအီနာနဲ့ရုပ်ရှင်းစင်နေတာကိုဇိုရိုတယောက်တတိထားမိသွားပါတယ်။ကောင်မလေးကလမ်းပြောင်းနေရင်သူကူညီပေးနိုင်ကြောင်းပြောပေမဲ့ဇိုရိုကတော့လမ်းမပြောက်ဘူးလို့ဆိုကရှေ့ရဓားဆိုင်စီကိုထွက်လာခဲ့ပါတယ်။ဇိုရိုတယောက်ဆိုင်ထဲရောက်လာတဲ့အခါနာမီပေးလိုက်တဲ့ပတ်စံကိုထုတ်ပြီးဘယ်ဓားတွေရနိုင်လဲလို့ဆိုင်ရှင်ကိုမေးလိုက်ပါတယ်။ဆိုင်ရှင်ကတော့ဈေးချထားတဲ့ရှင်းတွေကဓာတ်တွေကိုညွှန်ပြလိုက်ပြီးတဲ့နောက်ဇိုရိုရဲ့ခါမှာရှိတ်ထားတဲ့ဝါဒိုအီရှိမူရှိဓာတ်ကိုဆိုင်ရှင်ကတတိထားမိသွားပြီးဇိုရိုစီကနေဓာတ်ကိုတောင်းကြည့်ပါတယ်။ဆိုင်ရှင်ကခဏပဲယူကြည့်ကသူ့အမြင်မှားသွားကြောင်းပြောပြီးဇိုရိုကျင်းထဲဖို့ကြံစီနေပါတယ်။ဇိုရိုကဓာတ်ကိုပြန်ယူဖို့လုပ်တဲ့အခါဆိုင်ရှင်ကဓာတ်လိုက်ပြီးဘယ်ရီ2သိန်းနဲ့ဓာတ်ကိုဝယ်မယ်လို့ပြောပါတယ်။ဇိုရိုကမယောင်းဘူးလို့ညင်းတဲ့အခါဆိုင်ရှင်ကဘယ်ရီ4သိန်း9သိန်းအပြင်ဆိုင်နေကကြိုက်တဲ့ဓာတ်ကိုပါယူသွားလို့ပြောပါတယ်။အဲ့ဒီအချိန်ဆောနာတာရှိခီဆိုတဲ့ကောင်မလေးဝင်လာပြီးဒီဓာတ်ဟာကြီးမြတ်လာတဲ့ဓာတ်21လက်ထဲကဓာတ်ရှောင်းဖြစ်ပြီးပေါက်ဈေးရဘယ်ရီတန်း10ရှိတန်တယ်လို့ဝင်ပြောပါတယ်။အဲ့ဒီအပြင်ကောင်မလေးကဆိုင်ရှင်ကိုသူ့ရဲ့ဓာတ်ရှိခုရဲကိုလာယူတာဖြစ်ပြီးသူကဓာတ်ရီကြောင်တိတာကြောင်ဇိုရိုအတွက်သူကိုယ်တိုင်ဓာတ်ကူရှာပေးပါတယ်။အဲ့ဒီအချိန်ဇိုရိုကရှော့စည်းချထားတဲ့ဓာတ်ရီတွေကဓာတ်တစ်လက်ကိုဆွဲထုတ်လိုက်တဲ့အခါတာရှိခီကအဲ့ဒီဓာတ်ကျင်းစာတင်တာစံတိုင်းကြည့်တဲ့စုဖြစ်ကြောင်းပြောပြပါတယ်
ဇိုရိုကလည်းနာမည်နဲ့တင်တော်တော်လေးသဘောကျသွားပြီးအဲ့ဒီဓာတ်ကိုသူ့ဝယ်မယ်လို့ပြောပေမဲ့ဆိုင်ရှင်ကလည်းဒီဓာတ်ဟာကျင်းစာတင်နေတာကြောင့်မရောင်းနိုင်ဘူးလို့ညင်းပါတယ်ကျင်းစာတင်နေတဲ့ဓာတ်ဆိုတာနဲ့ဇိုရိုလည်းပိုစိတ်ဝင်စားသွားပြီးဓာတ်ရဲ့ကျင်းစာနဲ့သူ့ရဲ့စိတ်သက်ဘယ်ဟာပိုတန်မှလဲစမ်းသပ်မယ်လို့ပြောကတကယ်လို့သူနိုင်သွားရင်ဒီဓာတ်ကိုသူ့ကိုရောင်းပေးရမယ်လို့ဇိုရိုကဆိုပါတယ်အဲ့ဒီနောက်ဇိုရိုကသူ့ရဲ့ဘယ်ဘက်လက်ကိုစမ်းထုတ်ပြီးဓာတ်ကိုလေပေါ်မြောက်ထုတ်လိုက်ပါတယ်ပြန်ကျလာတဲ့ဓာတ်သွားကဇိုရိုရဲ့လက်ကိုမထိပဲကျမ်းမြင့်ပေါ်ကိုစိုက်သွားတာကြောင့်ဒီဓာတ်ကိုသူ့ဝယ်ယူမှဖြစ်ကြောင်းပြောပြီးနောက်ထပ်ဓာတ်တစ်ချောင်းလိုသေးတယ်လို့လည်းဆိုပါတယ်ဒီမြင်ကွင်းကိုမြင်လိုက်ရတဲ့ဆိုင်ရှင်ကဇိုရိုခဏဆောင်မှုပြောပြီးဆိုင်ထဲကိုပြန်ပြေးဝင်သွားပါတယ်တစ်ဖက်မှာတော့ဆန်ဂျီကလူဖီကိုလိုက်ထိန်နေရပြီးစင်နာမောင်းပါတဲ့တူနာငါးကိုဆန်ဂျီတယောက်ဝယ်ဖို့လုပ်နေပါတယ်ဆိုင်ရှင်ကလည်းဒီငါးဟာနောက်ဆုံးတစ်ကောင်ဖြစ်ပြီးသူ့မှာရှိတဲ့စင်တူနာငါးအကုန်လုံးကိုဘာရဒီစားတောက်ဆိုင်ရာဝယ်သွားပြီလို့ပြောပြပါတယ်ဒါကြောင့်ဆန်ဂျီလည်းငါးကိုဝယ်ဖို့ပတ်စံသွားရှင်းနေချိန်လူဖီကတော့တခြားနေရာကိုတယောက်တည်းထွက်သွားပြီဖြစ်ပါတယ်အခုအချိန်ထိဥဆုကလည်းသူ့ရဲ့အလိညာစွန်စားကန်းတွေကြောင့်ခါရာကိုပြောပြနေစေဖြစ်ပြီးအဲ့ဒီချိန်နာမီကိုသပင်စိမ်းရောင်နဲ့သူကဝင်တိုက်သွားပါတယ်နာမီကလည်းသူ့စီကပတ်စံအိတ်ကိုကပိုင်းနိုင်ပြီးပညာပြန်ပေးလိုက်ပါတယ်အဲ့ဒီနောက်နာမီကပတ်ဝန်းကျင်ရဲ့လေထုပြောင်းလဲသွားတာကိုသတိထားမိပြီးမုန်တိုင်းလာတော့မှဖြစ်တာကြောင့်ဥဆုကိုခေါ်ပြီးတခြားသူတွေကိုလိုက်ရှာဖို့ထွက်လာခဲ့ပါတယ်တစ်ဖက်မှာတော့ဓာတ်ဆိုင်ပိုင်ရှင်ရဇိုရိုကိုမျိုးရိုးစင်ဆက်ထိန်းသိမ်းလာခဲ့တဲ့အကောင်းဆုံးသားဖြစ်တဲ့ဥပါရှိရီကိုဇိုရိုထုတ်ပြနေပါတယ်ဇိုရိုကတော့ပတ်စံမရှိတာကြောင့်မဝယ်နိုင်ကြောင်းညင်းတဲ့အခါဆိုင်ရှင်ကဓာတ်ကိုအလကားပေးတာဖြစ်ပြီးဇိုရိုဂျင်းထဲဖို့ကြိုးစားခဲ့မိတာကြောင့်တောင်းပန်တဲ့အနေနဲ့ပေးတာလို့ဆိုပါတယ်အဲ့ဒီအပြင်အခုလိုမျိုးမြင့်မြတ်တဲ့ဓာတ်သမားတယောက်ရဲ့မျက်လုံးတွေကိုမမြင်ရတာကြာပြီလို့ဆိုင်ရှင်ကပြောပြပါတယ်ဇိုရိုကလည်းဓာတ်သုံးလက်လုံးစုံပြီးဖြစ်တာကြောင့်ဆိုင်နေကနေပြန်ထွက်ခွာလာခဲ့ပါတယ်တစ်ဖက်မှာတော့လူဖီတယောက်ဂိုးရော်ဂျာရဲ့ကွက်မျက်စင်ကိုလိုက်ရှာနေပြီးနာမီကိုဝင်တိုက်ခဲ့တဲ့သပင်စိမ်းရောင်နဲ့သူနဲ့သွားတိုးပါတယ်အဲ့ဒီလူကသူဟာဘာတိုလိုမျိုးဖြစ်ကြောင်းမိတ်ဆက်ကလူဖီကိုကွက်မျက်စင်ကိုသူခေါ်သွားပေးနိုင်ကြောင်းပြောပြီးလူဖီနဲ့အတူတူထွက်လာကြပါတယ်ဒီလိုနဲ့လူဖီတယောက်ကွက်မျက်စင်ကိုရောက်လာတဲ့အခါကွက်မျက်စင်ကိုတေချာကြည့်ပြီးအရာအလုံးကဒီနေရာကနေစတင်ခဲ့တာပဲလို့ပြောလိုက်ပါတယ်လူဖီတယောက်ဘာတိုလိုမျိုးစီပြန်ရောက်လာပြီးမင်းရဲ့အိမ်မက်ကရောဘာလဲလို့မေးနေတဲ့အချိန်ဘက်ကီကလူဖီရဲ့ကောက်ယူအိုးထုတ်ကိုလမ်းယူလိုက်ပါတယ်လူဖီလည်းအိုးထုတ်ကိုအမြန်ပြန်ယူလိုက်ပြီးဘက်ကီကိုဘန်နီလို့မားခေါ်မိတာကြောင့်ဘက်ကီလည်းဒေါသထွက်ပြီးလူဖီကိုရန်လာစပါတယ်လူဖီကဘက်ကီကိုဘာလို့ချင်တာလဲလို့မေးတဲ့အခါဘက်ကီကဒီညဟာလူဖီကိုသင်ခန်းစာပြန်ပေးရမယ်ညလို့ပြောလိုက်ပြီးလူဖီရဲ့ခရီးစဉ်ကလည်းဒီနေရာမှာပဲအဆုံးသတ်တော့မှာလို့ဆိုပါတယ်အဲဒီနောက်ဘက်ကီကဟန်နီဘန်နီဆိုပြီးလမ်းော်လိုက်တာကြောင့်ကလကနောက်ကနေအပီတာတယောက်ထွက်လာပါတယ်အပီတာကလည်းသူ့ကိုဟန်နီဘန်နီလို့ခေါ်တဲ့ဘက်ကီကိုဒေါသထွက်နေပါတယ်လူဖီကအပီတာရဲ့တင်မောလို့မေးကြည့်တဲ့အခါနေမီရှိုးလိုက်ပြီလေဆိုပြီးဒေါသတကြီးပြန်ပြောပါတယ်အဲဒီနောက်လူဖီကထွက်သွားဖို့လုပ်ပင်မဲ့အပီတာကထွက်သွားခွင့်မပေးတာကြောင့်လူဖီလည်းဂမ်ဂမ်ပစ္စတိုနဲ့အပီတာကိုစတိုက်ခိုက်ပါတယ်ဒါပေမဲ့အပီတာကိုမထိပဲနောက်ကတယောက်ကိုရှော့ပြီးထိသွားတာကြောင့်အပီတာက slip နဆိုးတစ်တီကိုစားထားတဲ့သူဆိုတော့လူဖီလည်းသိသွားပါတယ်အပီတာလည်းသူ့ရဲ့နဆိုးတစ်တီအစွမ်းအောင်သုံးပြီးလူဖီကိုပြန်တိုက်ပါတယ်အပီတာကသူ့ရဲ့လောက်ငယ်သားနှစ်ယောက်ရဲ့အကူအညီနဲ့လူဖီကိုသူ့ရဲ့တင်းပုံနဲ့တတိလက်အောင်ဖျက်ရိုက်လိုက်ပါတယ်လူဖီတယောက်တတိပြန်ရလာပင်မဲ့သူ့ရဲ့လက်တွေကိုစီးစတုံးလက်ထိတ်နဲ့အခက်ခံထားရတာကြောင့်နဆိုးတစ်တီအစွမ်းကိုထုတ်သုံးလို့မရတော့ပဲလူဖီတယောက်ဘက်ကီစီမှာအဖမ်းခံလိုက်ရပါတယ်တစ်ဖက်ကကပတိန်စမုတ်ကာကတော့ပင်လယ်ဓမြတွေကွက်မျက်စင်တာရောက်နေတာကိုသတင်းရသွားတာကြောင့်သွားဖမ်းမှုနောက်လှည့်လိုက်တဲ့အချိန်ကလေးမလေးတယောက်နဲ့တိုက်မိသွားတာကြောင့်သူ့ရဲ့ဘောင်းမီမှာရေခဲမုတ်တွေပြီးသွားပါတယ်ဒါပေမဲ့စမုတ်ကာစိတ်မဆိုးပဲပတ်စံထုတ်ပေးပြီးသူကတော့ပြန်တောင်းပန်လိုက်ပါသေးတယ်အဲ့ဒီအချိန်တာရှိခီရောက်လာပြီးစမုတ်ကာကိုအလေးပြုလိုက်တာကြောင့်တာရှိခီကရေတက်ကဆိုတာကိုသိလိုက်ရပါတယ်ဥဆွန်နဲ့နာမီတို့ကစုံမက်ကိုပြန်ရောက်လာကြပြီးတိတ်မကြခင်မှာပဲဇိုရိုလည်းထက်ရောက်လာကနာမီရဲ့ပတ်စံကိုပြန်ပေးပေမဲ့နာမီကတော့အတိုးပါပေးရမယ်လို့ဆိုပါတယ်တစ်ဆက်ထဲမှာပဲဆန်ဂျီလည်းပြန်ရောက်လာပြီးဇိုရိုကလူဖီရောပမာလဲလို့ဆန်ဂျီကိုမေးတဲ့အခါလူဖီပြန်ရောက်နေပြီမဟုတ်ဘူးလားလို့ဆန်ဂျီကဆိုပါတယ်အဲ့ဒီခါမှာဇိုရိုတို့လည်းလူဖီပြောင်းနေတာကိုသတိထားမိပြီးဒေါသထွက်သွားတဲ့ဇိုရိုကဆန်ဂျီကိုဓာချင်းချင်းနေပါတယ်အဲ့ဒီအချိန်အနားမှာရှိတဲ့သူတွေကကွက်မျက်စင်ဘက်မှာဓမြတွေရောက်နေတယ်လို့ပြောနေကြတာကြောင့်နာမီတို့လည်းလူဖီမွေးနေပြီဆိုတာကိုသိလိုက်ရတာကြောင့်ကွက်မျက်စင်ရှိရာကိုထွက်လာကြပါတယ်တစ်ဖက်မှာတော့ဘက်ကီနဲ့အပီတာကတရားခွင်တူးလုပ်ပြီးလူဖီကိုရုံးတင်စစ်ဆေးနေပါတယ်အပီတာကတရားသူကြီးဖြစ်ပြီးဘက်ကီကလူဖီရဲ့ရှေ့နေဖြစ်တာဝန်ယူထားပေမဲ့အပီတာကလူဖီကိုတေတံချလိုက်ပါတယ်အဲ့ဒီအချိန်နာမီတို့အဖွဲ့ရောက်လာပြီးလူဖီကိုကယ်တင်မှုလုပ်ကြပေမဲ့ဘက်ကီကသူ့ရဲ့နောက်လိုက်တွေကိုတားထားခိုင်းပြီးသူကတော့လူဖီကိုတေတံပေးဖို့ကွက်မျက်စင်ပေါ်ခေါ်သွားပါတယ်ဇိုရိုကလည်းသူ့ရဲ့ဓာတ်အသစ်တွေကိုစမ်းသပ်ခွင့်ရသွားပြီးဆန်ဂျီကလည်းအားပါတဲ့ကန်ချက်တွေနဲ့ရန်သူတွေကိုအမောက်သိမ့်နေကနာမီကတော့အပီတာနဲ့ရင်ဆိုင်နေရပါတယ်အဲ့ဒီအချိန်ဥဆိုးရောက်လာပြီးသူ့ရဲ့ငရုတ်ကောင်းပုံးနဲ့အပီတာရဲ့မျက်နှာတက်တဲ့ကိုပစ်လိုက်ပါတယ် slip နဆိုးတစ်တီစားထားတဲ့အပီတာလည်းနာချီလိုက်တာကြောင့်ရှော့ပြီးနောက်ကိုတမိုင်လောက်လွင့်ထွက်သွားပါတယ်တိုက်ပွဲဖြစ်နေတဲ့နေရာကိုစမုတ်ကာတို့လည်းရောက်လာပြီးပင်လယ်ဓမြအရှင်ရှင်တိုက်ခိုက်ပြီးမှဝင်ဖမ်းမယ်လို့ပြောနေချိန်တာရှိခီကလည်းစောနာတွေးခဲ့တဲ့လူဟာပင်လယ်ဓမြမဟုတ်ဆိုရိုမန်သိလိုက်ရပါတယ်အဲ့ဒီအချိန်ဘက်ကီကလူဖီကိုကွက်မျက်စင်ထိပ်ထိခေါ်သွားပြီးပင်လယ်ဓမြဘရင်ကြီးကိုရော့ကြမသိခင်ကနောက်ဆုံးမြင်ခဲ့ရတဲ့မြင်ကွင်းကိုပြမယ်လို့ဆိုပါတယ်နောက်ဆုံးအနေနဲ့ဗာပြောချင်သေးလေလို့ဘက်ကီကမေးတဲ့အခါလူဖီတယောက်သူ့နာမည်ကမန်ကီဒီလူဖီဖြစ်ပြီး One Piece ကိုရှာကပင်လယ်ဓမြဘရင်ဖြစ်လာမဲ့သူလို့အကျယ်ကြီးအော်ပြောလိုက်ပါတယ်
ဘက်ကီတယောက်လူဖီကိုတတ်တော့မဲ့အချိန်လူဖီတယောက်သူ့အဖွဲ့သားတွေဖြစ်တဲ့ဇိုရိုဆန်ဂျီနာမီနဲ့ဥဆွတ်တို့လမ်းခေါ်ပြီးသူဟာတရားတော့မှာဖြစ်တာကြောင့်အားလုံးတောင်းပန်ကြောင်းပြောပြီးပြုံးလိုက်တဲ့အခါစမိုကာတယောက်လူဖီရဲ့အပြုံတတိထားမိသွားပြီးရော်ဂျာလို့ခေါ်မိသွားပါတယ်ဘက်ကီတယောက်လူဖီကိုခေါင်းဖြတ်ဖို့လှုပ်လိုက်တဲ့အချိန်မိုးကြိုးထိမှန်ပြီးကွက်မျက်စိန်တစ်ခုလုံးလည်းပြိုကျသွားကလူဖီတယောက်ဘက်ကီလက်ကလွတ်မြောက်သွားပါတယ်အောက်ပြုတ်ကျလာတဲ့လူဖီရဲ့အုတ်ထုတ်ကိုတော့ဘာတိုလိုမျိုးကောက်ယူပေးလိုက်ပါတယ်ဒီလိုနဲ့လူဖီတို့လည်းလွတ်မြောက်ပြီးထင်နေပေမဲ့အဲ့ဒီချိန်စမိုကာဦးဆောင်တဲ့ရေတပ်ကရောက်လာတာကြောင့်လူဖီတို့လည်းထွက်ပြေးရပြန်ပါတယ်လူဖီတို့လည်းထွက်ပြေးလာကြရင်လမ်းမှာတာရှိခီနဲ့ဆုံတာကြောင့်ဆိုလိုလည်းလူဖီတို့အရင်သွားခိုင်းလိုက်ပြီးသူကတော့တာရှိခီနဲ့ရင်ဆိုင်မှုကြံနေခဲ့ပါတယ်တာရှိခီကတော့ဇိုရိုအနိုင်တိုက်ပြီးဝါရိုအီရှိမိုရှိတာကိုသူယူသွားမယ်လို့ပြောတာကြောင့်ဇိုရိုလည်းစမ်းကြည့်လေလို့ဆိုပါတယ်ဒီလိုနဲ့ဇိုရိုနဲ့တာရှိခီကိုစားတိုက်ကြပြီးဇိုရိုကဝါရိုအီရှိမိုရှိတာတချောင်းနဲ့ပဲအနိုင်ယူပြလိုက်ပါတယ်တစ်ဖက်မှာလည်းလူဖီနဲ့ဆန်ဂျီရှေစမိုကာကဝင်ရောက်တာစီရကြောင်းဆန်ဂျီကပဲအရင်ဆုံးရှစ်တောက်နဲ့စတင်တိုက်ခိုက်ပါတယ်ဒါပေမဲ့ဆန်ဂျီရဲ့ရှစ်တောက်ကအငွေ့တွေကြားရကနေပဲဖြတ်သွားတာကြောင့်လူဖီတို့လည်းစမိုကာဟာနှစိုးတီစားထားတဲ့လူမှန်းသိသွားပါတယ်လူဖီကဂမ်ဂတ်လင်းနဲ့ဇက်တိုက်ထိုးလိုက်ပေမဲ့စမိုကာရဲ့အငွေ့ခန္ဓာကိုယ်ကြောင့်ထိုးမရဖြစ်နေပြီးစမိုကာကတော့သူ့ရဲ့ဘဲလက်တီနဲ့ဆန်ဂျီကိုပစ်ထိုးလိုက်ပါတယ်အဲဒီနောက်မှာတော့စမိုကာက white blue သုံးပြီးလူဖီကိုထိုးပစ်လိုက်တာကြောင့်လူဖီလည်းအဝေးကိုလွင့်ထွက်သွားပါတယ်ဒါပေမဲ့လူဖီကအရှုံးမပေးသေးပဲပြန်ထလာတာကြောင့်စမိုကာလည်းပတ်ဝန်းကျင်တစ်ခုလုံးအငွေ့နဲ့ဖုံးလိုက်ပြီးလူဖီကိုရှုံကိုတိုက်ခိုက်ပါတယ်ဒါအပြင်လူဖီရဲ့အနာကိုအမြန်ရောက်သွားပြီးလူဖီရဲ့ပါးစပ်ထဲကိုအငွေ့တွေထက်ကလူဖီကိုအဆုံးသတ်ပေးဖို့လှုပ်လိုက်တဲ့အချိန်လူတစ်ယောက်ကစမိုကာကိုတားဆီးလိုက်ပါတယ်စမိုကာကလည်းအစိုးရကမင်းကိုအလိုရှိနေတာနော်လို့ပြောပေမဲ့အဲ့ဒီလူကဒီနေ့တော့မရနိုင်သေးဘူးလို့ဆိုကလေပြင်းတွေနဲ့အတူစမိုကာကိုပါခေါ်ပြီးပျောက်ကွယ်သွားပါတယ်ဒီလိုနဲ့ဆန်ဂျီလည်းလူဖီကိုလာခေါ်ပြီးဂိုးရင်မယ်ရီပေါ်ပြန်လာကြပါတယ်အဲ့ဒီအချိန်မှာပဲနာမီကဇိုရိုနဲ့ဥဆွတ်တို့ကိုတိတ်မကြခင်မှာပဲမိုးရွာတော့မှဖြစ်တာကြောင့်ရွက်တိုင်တွေကိုချထားဖို့တတိပေးလိုက်ပါတယ်ဆန်ဂျီကတော့လူဖီကိုကယ်သွားတဲ့သူကဘယ်သူလဲလို့မေးတဲ့အခါသူလည်းမသိဘူးလို့လူဖီကပြန်ဖြေပါတယ်လူဖီကိုကယ်လိုက်တဲ့သူကတော့ရွက်လွှဲနေတဲ့မယ်ရီကိုတနေရာကနေကြည့်နေချိန်အဲ့ဒီသူရဲ့နောက်မှာလည်းအိုးထုံတဲ့လူတစ်ယောက်ရှိနေပါတယ်တစ်ဖက်ကတာရှိခီကလည်းအရက်ဆိုင်မှာစိတ်ညစ်ညစ်နဲ့အရက်တောက်နေချိန်သူ့အနောက်နီကိုရော်ဘင်ရောက်လာတာကြောင့်တာရှိခီကဘယ်သူလဲလို့မေးတဲ့အခါလောင်အိမ်ထဲမှာနေရတဲ့ခန်းစားချက်ကိုနားလေတဲ့သူတယောက်ပေါ်လို့ပြန်ဖြေပါတယ်အဲဒီနောက်မှာတော့ရော်ဘင်ကတာရှိခီလိုအရေးရှင်းရှိတဲ့သူကဒီလိုတွေဖြစ်နေတာကိုမကြည့်ရတာကြောင့်ကပ်ပြားလေးတစ်ခုကိုထုတ်ပေးကပျောက်ကွယ်သွားပါတယ်အဲ့ဒီချိန်ဆိုင်နဲ့စမိုကာရောက်လာပြီးဒီဆိုင်ရပင်လယ်ဓမြပရင်ကြီးကိုရော့ဂျာအမြဲလာလေးရှိတဲ့ဆိုင်ဆိုပြီးပြောပြပါတယ်ဆက်ပြီးစမိုကာကရောဂျာကိုကွက်မြတ်တဲ့ချိန်တုန်းကသူဟာကလေးရွယ်ပဲရှိသေးတာဖြစ်ပြီးရောဂျာမတေခင်ကျဲမောနေခဲ့တာကိုသူမှတ်မိတယ်လို့ဆိုပါတယ်ရောဂျာရဲ့စကားတွေဟာလူတွေပေါ်လွှမ်းမိုးသွားခဲ့တာကိုမြင်လိုက်ရတဲ့စမိုကာက One Piece ကြောင့်ပဲလူတွေဟာရောဂျာရဲ့အရှုပ်တော်ပုံနဲ့ပါလာတာဖြစ်ပြီးနောက်ထပ်ပဲကလေးမသူ့လိုမကြုံတော့အောင်တိုက်ခိုက်နေတာဖြစ်ပါတယ်အဲဒီနောက်မှာတော့မနက်ဖြန်ခီးထွက်ရမှာဖြစ်တာကြောင့်တာရှိခီကိုအနားယူထားဖို့စမိုကာကပြောပါတယ်တာရှိခီကဘယ်ကိုခီးထွက်မှလဲလို့မေးတဲ့အခါစမိုကာက Grand Line လို့ပြန်ပြောလိုက်ပြီးလူဖီကသူတေကန်ဒီအချိန်မှာရေမောသွားခဲ့တယ်လို့ပြောပြပါတယ်အဲ့ဒါပဲငါတို့တိုက်ခိုက်ရမယ့်အရာလို့စမိုကာကပြောပြီးဆိုင်ထဲကနေထွက်သွားပါတယ်နောက်နေ့မနက်မှာတော့လူဖီတို့ရဲ့ဂိုးရင်မယ်ရီတင်မောဟာ Grand Line ရဲ့ဝင်ပေါက်ဖြစ်တဲ့ Rebels Mountain နောက်ရောက်ရှိလာကြပြီဖြစ်ပါတယ်လူဖီကလည်း Grand Line ရေငါတို့လာနေပြီလို့ကြွေးကြော်လိုက်ပါတယ်